င်္ဂလာပါခင်ဗျပသိမ်မြို့မှာမြန်မာထမင်းဟင်းကိုအဝါစာစနစ်နဲ့စားလို့ရတဲ့ဆိုင်လေးကဆိုင်ရှိပါတယ်ဒီဆိုင်လေးကပသိမ်မြို့အဝယ်ရန်ကုန်ပသိမ်ကားလမ်းဘေးလေးမှာဖွင့်လှစ်ထားတာဖြစ်ပါတယ်ဒါသမျှချန်တာရတဲ့ Snow White ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်မှာရွေးချယ်စရာဟင်းတွေအများကြီးရှိပါတယ်ဗျဟင်းတွေကလည်းတော်တော်လေးကိုစုံပြီးတော့လက်ရလေးတွေကလည်းအညာကိုမစားရအဆင်ပြေပါတယ်ခင်ဗျဟင်းလေးတွေက1200ကနေ15000အထိရှိပြီးတော့ဒီလိုမျိုးဟင်းလေးတစ်ပွဲမှာယူပြီးစပွဲပေါ်ကသမင်းနဲ့အရင်ဟင်းတွေပြီးတူစီရတွေအားလုံး free ပဲနော်သမင်းကလည်းအဝါစားစနေဖီလို့မဝါမချင်းထမစားလို့ရပါတယ်ဒါလေးတွေကအရန်လေးတွေပဲဖြစ်ပါတယ်အရန်ဟင်းလေးတွေကလည်း6မျိုး9မျိုးလောက်ရှိပါတယ်အရန်ဟင်းလေးတွေကတရက်နဲ့တရက်မတူအောင်ရပါတယ်ဗျပတင်ရုပ်ရင်မြန်မာသမင်းဟင်းကိုဗမာစားမလဲမသိတဲ့သူတွေအတွက်ဒီဇိုင်းလေးကအရန်ကိုအဆင်ပြေပါတယ်မြန်မာသမင်းလေးပြင်ဘူဖေဟော့ပွားနဲ့အကျော်စုံလေးလည်းရပါသေးတယ်နော်